မှာဖြစ်ပါတယ်ကျော်သားမင်းဂိုးရီယာတွေကိုဖြတ်တင်ပေးထားတယ်ဘတ်ထရစ်အချိန်ကြီးနေတဲ့ပြန်ကန်တယ်ဂိုးတယ်ခင်ဗျာဆိုရင်တော့မာယူနိုက်တက်အသင်းအတွက်ဥဆောင်ဂိုးကိုတော့ကျွန်တော်တို့ရရှိအောင်စမ်းဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်မဟာအသင်းအနေနဲ့ ISP အသင်းကိုဥဆောင်ခွင့်ရရှိသွားပြီခင်ဗျာဦးသမိုင်းဘတ်ထရီရဲ့ပပနဲ့နောက်ပေါက်နဲ့ချထားပေးတဲ့ဘောလုံးကိုကျော်သားမင်းအမှားရမရှိပဲပိတ်သွင်းယူခဲ့ပြီးတော့ဒီနေ့ပွဲစဉ်မှာမဟာအသင်းအတွက်ဥဆောင်နိုင်မဲ့နောက်ထပ်သွင်းကိုတကူကိုတော့ကျော်သားမင်းကသွင်းယူသွေးသွားနိုင်ခဲ့ပြီလေဘတ်ထရီကန်မယ်ခင်ဗျကန်ပေးတာလေကိုးတယ်ခင်ဗျာဒီမှာတော့မဟာယူနိုက်တက်အသင်းရဲ့တိုက်စစ်ကစားသမားဘတ်ထရီရရှိလာတဲ့ free kick ကနေတဆင့်တိုက်ရိုက်ကန်သွင်းပြီးတော့မဟာယူနိုက်တက်အသင်းလိုအပ်နေတဲ့ခြေပါကိုသူရင်ပေးသွားတာပဲဖြစ်ပါတယ်အထွေအနေနဲ့ဖွင့်ပွဲစဉ် SBU ကိုနိုင်ရမဟာအသင်းဘက်ကိုနေငယ်ပြည်စည်းကစားနိုင်ခဲ့ပြီးတော့သူတို့နေဥဆောင်ကိုလည်းရရှိရဖြစ်ပါတယ်ဒါပေမဲ့လည်းဥဆောင်ကိုရရှိပြီးနောက်ပိုင်းမှာတော့အာသင်းအားသီးတဲ့အာဂျောဘတ်ထရစ်ကိုပေးထားတယ်ဘတ်ထရစ်ပဲရသွားပြီမြလူမကျူဘူးမြဘတ်ထရစ်ပဲ AI ဝင်လာပြီလှန်ကန်ထားတယ်ဟိုးတယ်ခင်ဗျာခုဆိုရှင်တော့သူတွေ့သွားတဲ့ဘတ်ထရီရဲ့အဆုံးတစ်ပိုင်းဆွမ်းဆောင်ရရတယ်တော်လေးကိုကြာတည်တက်ခဲ့တာပဲဖြစ်တယ်ခင်ဗျအစောပိုင်းမှာလည်းဘတ်ထရီအခုပုံစံအတိုင်းပဲကိုသမားကိုကြော်ပြီးတော့သွင်းဖို့သူရင်ကြိုးစားခဲ့တာကိုတော့ပြည်သက်တွေလောင်ငံမော်တော့ကျော်စွာမင်းကန်နေပေးထားတယ်ကောင်းတိုက်တယ်ထပ်သွင်းတယ်ရာလီနာလက်ရှိကမှာမဟာယူနိုက်တက်အသင်းကခြေပါကိုပြန်လေရရှိသွားခဲ့ပြန်တယ်ဗျာဒီနေ့ပွဲစဉ်ကတော်လေး3ချိန်3တိုင်ဦးဆောင်ကိုရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပေမဲ့လည်းမဟာယူနိုက်တက်အသင်းကတော့3ချိန်3သူတို့ရဲ့အားတာရဲ့တေကန်မော်ရီယာနေတစ်ဆင့်နောက်ထပ်ဦးဆောင်ကိုတကူရရှိသွားခဲ့ပြီပဲဖြစ်ပါတယ်ဂျုံနာနဲ့ကန်နေပေးထားတယ်တနိုင်လိုက်နေခင်ဗျဒါပေမဲ့ကိုအောင်တနိုင်ပဲရသွားပြီခင်ဗျာတနိုင်သူပေးထားတယ်ကိုဒီခင်ဗျာလက်ရှိအချိန်မှာတော့ဘတ်ထရီတနိုင်ရဲ့ဖေးဖို့မှုကိုကောင်းမွန်ဆုံးအဆုံးသတ်ပြီးတော့မိုင်းနဲ့လိုအပ်နေတဲ့အဖွင့်ကိုသွင်းပေးလိုက်ပြီပဲဖြစ်ပါတယ်ပန်နတီပြစ်ဒဏ်ဘောကန်ခွင့်ရမှာဖြစ်ပါတယ်ဘတ်ထရီကန်ထားတယ်ကိုတယ်ခင်ဗျာဘတ်ထရီမိုင်းနဲ့လိုအပ်နေတဲ့ချီပါကိုတခုတော့သူပေးနိုင်ပြီပဲဖြစ်ပါတယ်မာတင်ပဲပြည်တယ်ပေါ့မာတင်ပေးထားပြီးအေးကြတော့ကြားတယ်ခေါင်းတိုက်တယ်ထပ်ပိတ်တယ်ဒီချိန်မှာလဲရခိုင်အသင်းရဲ့ခန်းစစ်ကစားမားတွေရဲ့အနေငယ်ပေါ်ရောက်တဲ့အနေထားကနေဘတ်ထရစ်နောက်ထပ်ဥဆောင်ကိုတကူတော့ထပ်မံသွင်းယူသွားပြီလဲဖြစ်ပါတယ်ပြည်တယ်ပေါ့ကနေဓာတ်ရိုက်ပေးဖို့တဲ့ဘောလုံးကိုတော့ပန်အေးကြထဲမှာရခိုင်ခန်းစစ်ကစားမားတွေရှင်းထုတ်ရမှာတော့မဟာအသင်းအတွက်ဒုတိယမြောက်ဥဆောင်ကိုရရှိဖို့စွမ်းဆောင်သွားနိုင်ပြီလဲဖြစ်ပါတယ်ကိုမြတ်ဖုံးရေးမဟာသင်းကတော့စတိုက်ဆိုလိုပဲဥဆောင်ကိုနှစ်ခုတွင်းယူသွားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်ပြန်ပေးတာထားနိုင်ခဲ့တာပဲဖြစ်ပါတယ်လို့ရှိရင်တော့ကျော်စွာမင်းရထားသည်ကျော်စွာမင်းညီညီထွန်းနဲ့ရင်ဆိုင်တွေ့နေရဖြစ်ပါတယ်ကျော်စွာမင်းပဲချိုးပေးတာပြန်ပြီးကောင်းမြတ်သူချိုးပေးတာလေပထစ်ကောင်းတိုက်တယ်ကိုပြန်ပြီခင်ဗျာမိုင်းနေတဲ့ကွင်းလေးကကျော်စွာမင်းရှေ့တန်းကကောင်းမြတ်သူတို့ရဲ့ကြိုးစားအားထုတ်မှုကိုလည်းမဖြစ်မနေတင်ထားနိုင်ပြီဖြစ်ပါတယ်ထရင်းနေနဲ့ဒုတိယမြောက်ဥဆောင်ကိုတူနိုင်ခဲ့တယ်လို့လက်ရှိအချိန်မှာလည်းတတိယမြောက်ဥဆောင်ကိုပွဲကစားချိန်42မိနစ်အရောက်မှာပဲထပ်မံတူပြီးနိုင်ခဲ့ပြီပဲဖြစ်ပါတယ်ကျော်သွားမင်းနောက်နဲ့ပြန်တွဲထားတယ်ထူဝီယန်ကျော်သွားမင်းလက်ကန်ထားပြီပထစ်ကောင်းတိုက်ပြီဂိုးပြီခင်ဗျာလက်ရှိအချိန်မှာတော့လိုအပ်နေတဲ့သွင်းကိုတကူကိုသူပေးသွားခဲ့ပြီပဲဖြစ်ပါတယ်ကျော်သွားမင်းရဲ့ကန်ချက်ကကောင်းဝင်ခဲ့ပေမဲ့ဘာရန်ထိပြီးတော့ပြန်ထွက်လာတဲ့အလုံးကိုဧရိယာထဲမှာအသင့်ရှိနေခဲ့တဲ့ပက်ထရစ်ဒီညီမဲခေါင်းတိုက်ဆုံးသက်ပြီးတော့မာယူနိုက်တက်အသင်းလိုအပ်နေတဲ့ပက်ထရစ်လက်ကန်ထားတယ်ဂိုးပြီခင်ဗျာဒီအမြောက်ဒီရဲ့အသင်းကိုတော့ပက်ထရစ်လူတကန်ဘောကနေတစ်ဆင့်ထိုက်ရိုက်ကန်သွင်းပြီးတော့မာယူနိုက်တက်အသင်းကိုငကိုးဂိုးကြီးဆိုတဲ့ရလနဲ့ဥဆောင်စေခဲ့ပြီပဲဖြစ်ပါတယ်ပထရီရဲ့ကန်ချက်ကတော့တော်တော်လေးကောင်းမွန်ခဲ့တာကိုတော့တွေ့ရတယ်ဗျာ။ဒီမှာအကာလင်းမြက်လည်းဘာမှမတက်နိုင်ပဲနဲ့
သွင်းကိုဖြစ်ခွင့်ပြုပေးလိုက်ရတာပဲဖြစ်ပါတယ်အဲ့တော့ဝီစီမုတ်ထားခင်ဗျဘတ်ထရစ်လက်ကန်လာတယ်စောစောဝိုင်းတင်ဆက်ခဲ့သလိုပဲတော်ကြီးကိုကောင်းမွန်တဲ့ဘတ်ထရစ်ပဲပြန်ရလိုက်ပြန်လက်ကန်လာပြီကကြောရှူမာပြီးသားလေးထူရန်ဘတ်ထရစ်ပဲကောင်းတိုက်တာပြန်ပြီဂိုးရပြီခင်ဗျရှိမှာတော့လူစားဝင်ကစားသမားဘတ်ထရစ်မာယူနိုက်တက်အသင်းအတွက်တတိယမြောက်ဥဆောင်ကိုတော့လာပါပြီပြီးသွားခဲ့ပြန်ပြီပဲဖြစ်ပါတယ်ဒီပုံကကောင်းတိကျခဲ့တယ်ဘတ်ထရစ်ရဲ့သုံးတော့ပိုင်းစမ်းဆောင်ရရတယ်အကောင်းမွန်ဆုံးအနေထားမှာရှိနေရတာပဲဖြစ်ပါတယ်။ဘောင်းချင်နေကြည့်တယ်။အခုပြန်လဲတွေးမှာဘတ်ထရစ်ကိုလူပေးမာတယ်ခင်ဗျာခုဆိုဘတ်ထရစ်ရရှိသွားပြီ။မာယူနိုက်တက်အသင်းပဲလက်ကန့်ထားတယ်။ကိုတယ်ခင်ဗျာ။ကိုဆိုတော့မာယူနိုက်တက်အသင်းရဲ့တိုက်စစ်ကစားသမားဘတ်ထရစ်ဒီဖာမန်အသင်းရဲ့လူပေးမာမှုကိုခွင့်ရေးကောင်းဆုံးရယူပြီးတော့အသင်းအတွက်ဥဆောင်ကိုရရှိသွားခဲ့ပြီလည်းဖြစ်ပါတယ်။ဒီနေ့ပွဲစဉ်မှာကျွန်တော်ခုကပြောခဲ့သလိုပဲမာယူနိုက်တက်အသင်းမဲ့တိုက်စစ်ကိုပေးရတယ်။မာယူနိုက်တက်အသင်းမဲ့ကိုဆိုတိုက်စစ်ကစားသမားမင်းလုံးပေးရပြီ။ဘတ်ထရစ်ဒီအတွက်ဒုတိယဥဆောင်ကိုရရှိသွားခဲ့ပြီလည်းဖြစ်ပါတယ်။ဒီရဲ့တိုက်စစ်ကစားသမားကောင်းမြတ်သူအလားပါဆုံးဖြတ်တင်ပေးဖို့မှုကနေဘတ်ထရစ်အသင်းအတွက်ဒုတိယဥဆောင်